ကောင်းလမ်းသာပြီးတော့ဇီနီကြောင်းနေတဲ့ကတ္တရလမ်းမှာမေးတင်မှာရှိရတဲ့စီးပွားရေးလောက်ကရင်နေထိုင်လို့တဲ့ကျွန်တော်ရဲ့မိတ်ဆွေများအတွက်အခုကြေညာပေးမယ့်အိမ်လေးကတော့မင်္ဂလာအိမ်လေးဖြစ်ပါလိမ့်မယ်ခင်ဗျာမင်္ဂလာပါခင်ဗျာစံဖလာဝါအိမ်ချမ်းမြေကကျွန်တော်ကိုစောဖြစ်ပါတယ်အခုကျွန်တော်ရောက်ရှိနေတဲ့နေရာလေးကတော့ပြုံးလင်းမျိုးရဲ့ရက်ကွက်ကြီး19ငရန်ကျောင်းကတ္တရလမ်းမှာမေးတင်မှာရှိတဲ့နှစ်ထပ်တိုက်တစ်စီရောက်ရှိနေတာဖြစ်ပါတယ်ဒီချမ်းလေးရဲ့ရှေ့မှာဆိုရင်စာတင်ကျောင်းရှိတာပေါ့နော်စာတင်ကျောင်းရှိမှာကတ္တရလမ်းမကြီးရှိတယ်ဗျကတ္တရလမ်းမမေးတင်ဖြစ်တဲ့စီးပွားရေးလောက်ကင်နေထိုင်တော့အလွန်တင့်တော်တဲ့အိမ်လေးဖြစ်ပါတယ်အိမ်လေးရဲ့ခြံကျဲကတော့ပေ20 60ပုံမှာတိစောက်ထားတဲ့ RC နှစ်တိုက်လေးဖြစ်ပါတယ်အိမ်ထဲမှာဆိုလေကားတစ်စီးအသားလေးထိုးရတဲ့ကားပါကင်ပါရှိပြီးတော့ရေမီးအစုံနဲ့ဟောမှာမီတာပါတယ်ကွန်ပရက်ဆာပါတယ်အသက်တယောက်နေအောင်ရပါတယ်ဗျအထဲမှာဆိုလေဝင်ချင်းသူကတော့လုံခြုံရေးအတွက်ဘာကြာနော်တာမန်တကာပြုလုပ်ပေးတာဖြစ်ပါတယ်ဒါကတော့အေကန်ပေါ့နော်အေကန်ရဲ့ကြံကင်းကတော့ကြွေပြားခင်းပြီးတာဖြစ်ပါတယ်အောက်ထပ်မှာဆိုရင်တော့မာဆာဘက်တခန်းပါပါမယ်ဒါတော့မာဆာဘက်အခန်းပေါ့နော်ဒီမှာပစ္စည်းထည့်ထားလို့ပေါ့ဒါတွေကတော့နော်အကြမ်းကြီးပြပေးပါမယ်ဒါတော့မာဆာဘက်အခန်းဖြစ်ပါတယ်မာဆာဘက်ခန်းရဲ့ဘေးနားမှာဆိုရင်တော့မီးဖို့ကုံရဲ့ဓမင်းစားခန်းပြုလုပ်ရတဲ့နေရာလေးပါရှိတာဖြစ်ပါတယ်အပြင်မှာဆိုရင်တော့ဘုံသုံးပေါ့နော်ဘုံသုံးကမောင်းတိုင်းလည်းရှိပါတယ်နောက်မှလည်းမြေလီပိုသေးရဗျနော်မြေဘူးလေးရှိပါတယ်ဒါဆိုရင်ကျွန်တော်အပေါ်ထပ်ပြီးတော့တက်ပြပေးမယ်တိမ်လုံးတော့သူကတော့ကြွေပြားတွေခင်းပြီးတာဖြစ်ပါတယ်ဗျနော်အပေါ်ထဲမှာဆိုလည်းမာဆာဘတ်တခန်းပါတယ်ပြီးတော့ဖျားကန်တခန်းပါတာဖြစ်ပါတယ်ဒါကတော့အပေါ်တဲ့ခန်းကမာဆာဘတ်အခန်းကျယ်ဖြစ်ပါတယ်မာဆာဘတ်အခန်းတွေကဘရင်းမောက်တွေကိုလည်းသူကတန်မန်းနေတက်ပြီးသားဖြစ်ပါတယ်အပေါ်ကမာဆာဘတ်ခန်းလည်းကျယ်တယ်လူဝင်လူထလည်းကောင်းနေပါဒါမာဆာဘတ်ခန်းတွေကယေရှုခန်းအိမ်သာအကျယ်ဖြစ်ပါတယ်ဗျနော်အဲ့တော့မာဆာဘတ်အခန်းထဲမှာလည်းဒါပစ္စည်းတွေထက်ထက်ရာသေးရဲ့ဗျာနော်အပေါ်စီလင်ဟိုက်လေဗယ်လည်းမြင့်တဲ့သဘောမှာရှိပါတယ်သူကနော်မာဆာဘတ်ခန်းရဲ့ဘေးနားမှာဆိုရင်တော့ဒါဖျားကန်လုပ်လို့ရအခန်းဖြစ်ပါတယ်ဖျားကန်မလုပ်ချင်လေသူကစင်ငယ်ကန်ဖြစ်ဒီမှာစလိုက်တကားလေးနဲ့ပြုတ်လိုက်ရင်လည်းစင်ငယ်တခန်းဖွင့်လို့ရနေတာဖြစ်ပါတယ်ဒါအပြင်ထွက်လိုက်ပြီဆိုရင်တော့ဒါအပြင်ရဲ့ runner ဝရဏကျဲလေးပေါ့နော်ဝရဏကျဲကနေပြီးတော့ပတ်ဝန်းကျင်လေးကိုလည်းကြည့်ရှုလို့ရတယ်ဒီမှာလေးတဟူးနေဗျပတ်ဝန်းကျင်လည်းကောင်းနေဗျနော်လေးကောင်းနေတာရတယ်အပေါ်မှာဆိုလည်း rooslet လေးနဲ့နော်ထပ်ပြီးအပေါ်လည်းကျွန်တော်ထပ်ပြီးတော့တက်ပြပြင် rooslet တက်ဖို့အတွက်သူကြောင်လေးကားလေးလည်းပါသေးတယ်ဗျနော်ကြောင်လေးကားလေးအနေပြီးတော့အပေါ် rooslet ကိုတက်မယ်အပေါ်နေဆိုရင်လည်းပတ်ဝန်းကျင်တွေကိုလည်းဒါကြည့်ရှုလို့ရတာပေါ့နော်ပတ်ဝန်းကျင်ကောင်းလေးကိုမြင်ရတယ်လေကောင်းလေးတွေနဲ့ရတယ်ဗျဒီလေးကိုခေါ်ထားတာကတော့သူက3650ညိုင်းနဲ့ရောင်းချပြီးမှဖြစ်ပါတယ်အခုအိမ်လေးကိုစိတ်ဝင်စားလို့ဆက်သွယ်ခြင်းနေဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကလည်းအသေးစိတ်ပြပြန်စုံစမ်းနိုင်ပါတယ်ခင်ဗျာ